Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောမှာကတော့လူဖြူကနေလူမဲပြောင်းကျွန်တော်ရဲ့အကြိုက်အကြောင်းဖြစ်ပါတယ်ဗျာလူဖြူကနေလူမဲပြောင်းတဲ့ character တွေအကြောင်းကျွန်တော်ဒီနေ့ပြောမှာပါဗျာ KD Kit Toki ဖုတ်လိုက်ကြစို့ Number 1 Bakuri ကကြတော့ဒီ Nose Danai နဲ့ဒီ Marvel Cosmic ကာတွန်းဆောင်တွေမှာလည်းရှိတယ်ဗျာအဲ့ character ပေါ့နော်သူကလူဖြူစပင်ရွှေရောင်လေးနဲ့စစ်တဲ့တော်တယောက်အဲ့လိုမျိုးပေါ့နော်ဒါမဲ့သူ့ကိုအခုတော့ Ragnarokဒီမာဘယ်ရုပ်ရှင်တွေထဲမှာပေါ့နော်ဟိုတရုပ်ဆောင်ခိုင်းလိုက်တာလူမဲပေါ့နော်လူမဲကိုမြင်းပြန်ရင်စီးပြီးတရုပ်ဆောင်ခိုင်းတာပေါ့နော်အဆင်ပြေပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုအရင်ကလည်းလူဖြူရုပ်ရှင်ကမရှိခဲ့ဘူးသိရမလားလူမဲအနေနဲ့ရိုက်လိုက်တော့သူ့နဲ့သူတော့အဆင်ပြေသွားပါတယ်ဝေဖန်တဲ့လူအနည်းချင်းလောက်ပဲရှိတယ်လို့ပြောတယ်ကျွန်တော်တော့ကြိုက်တယ်တရုပ်ဆောင်ကိုလည်းကြိုက်တယ်အဲ့ထဲမှာတရုပ်ဆောင်သွားတာကိုလည်းကြိုက်တယ်ကျွန်တော်အနေနဲ့တော့သူ့ကို rating 8လောက်တောင်ပေးတယ်ဗျာကျွန်တော်အရင်ကြိုက်လို့ Number 2ကတော့ Domino ဗျ Domino ကဒီမာဘယ်ကာတွန်းဆောင်တွေမှာပဲပါတဲ့ character ပေါ့နော်သူကရန်ကြီးတော့ရေးမကြီးဆိုတာသူကတမိုင်းချောင်းတွေဒဏ္ဍာကြီးတွေမဟုတ်ဘူးသူကကာတွန်းဆောင်တွေဇက်ကောင်တတ်ပဲပေါ့နော်သူကာတွန်းဆောင်တွေမှာပါတဲ့ဟာကကြတော့ဒီလူကိုပေါ့နော်မျက်လုံးကိုဒီလိုအကွင်းလေးအမဲအောင်အကွင်းလေးနဲ့အဲ့လိုပုံစံမျိုးလေးပေါ့နော် character ကအခုရုပ်ရှင်ပြန်ရတဲ့အခါမှာကျလူမဲကိုပြောင်းလိုက်ပြီးတော့မျက်လုံးကိုကြာလူအဖြူအောင်အကွင်းလေးပေါ့နော်အဖြူအောင်အကွင်းလေးပြောင်းပလိုက်ပြောင်းပြီးတရုပ်ဆောင်တာမင်းသမီးကလည်းချောတယ်တရုပ်ဆောင်လည်းကောင်းတဲ့အတွက်ကျွန်တော်တော့ကြိုက်တယ်ကျွန်တော်အနေနဲ့ကတော့ rating 8ပဲဗျာ8ပဲပေးတယ်ကျွန်တော် Number 3က Ariel ကဗျာကျွန်တော်ကာတွန်းကားတွေလည်းကြည်ဘူးတယ်ဗျာသိလားအသားဖြူစပင်အနီရောင်လေးနဲ့အပြုံးချိုလေးနဲ့ချစ်စရာလေးသူကဒဏ္ဍာရီလာပုံမြင်နေရဒီသူမှမင်းသမီးလေးပေါ့နော်ဒါပေမဲ့ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာခန္ဓာရမင်းသမီးလေးဖြစ်သွားတယ်နည်းနည်းတော့ရင်ကျက်သွားတယ်ဗျာဘာလို့လဲဆိုတော့ဟို rating 5လောက်ပဲပေးမယ်ဗျာဘာလို့လဲဆိုတော့သူ့ရဲ့ budget နဲ့သူ့ကြည့်ရလူတွေကလည်းရှိတယ်သူကလည်းသူ box office မှာနိုင်ထားတဲ့9လောက်တော့နိုင်တယ်ဆိုတော့ကျွန်တော် number 5 rating 5လောက်တော့ပေးတယ် Number 4 Snow White ဒီခန္ဓာဝင်ပုံမြင်နေထဲမှာပေါ့နော်နှင်းလို့ဖြူတဲ့အသားရည်နဲ့ဆိုပြီးတော့အဲ့လိုကျွန်တော်တို့သူလည်းချစ်စရာလေးပဲသိလားဖြူဖွေးလေးကာတွန်းကားတွေထဲမှာမြင်ရသူရဲ့အဲ့လိုပုံမြင်လေးပေါ့နော်သူခန္ဓာဝင်ပုံမြင်လေးပေါ့ဒါပေမဲ့ပြန်ရလိုက်တော့နှင်းလို့မဖြူတော့ဘူးကျွန်တော်သူ့ကို rating ကတော့ rating တက်မှပဲပေးတယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မင်းသမီးကိုမကြိုက်ဘူးမင်းသမီးကိုမကြိုက်တဲ့ပြင်မင်းသမီးကိုမကြိုက်တာမဲနေလို့ရုပ်ဆိုးနေလို့မဟုတ်ဘူးဒီတိုင်းကိုနည်းနည်းအမြင်ကပ်မိသလိုဖြစ်တယ်ဗျတဲ့အားကြောင့်ကျွန်တော်မကြိုက်အဲ့တော့ rating ကတော့ Number 1ပဲရမယ် Number 5 Helen not Troy က Helen ပေါ့နော် Troy က Helen ပေါ့ဒါမှဒီဥစ္စာတော့စမ်းကြည့်တယ်ဗျ Helen ဆိုတဲ့ character ကဒီဒဏ္ဍာရီပုံမြင်နေထဲမှာတော့ပုံပန်းအတိအကျဘယ်သူမှသိချာမသိနိုင်တဲ့ character ကြီးဖြစ်နေတယ်ဗျသူကဒီမြေထဲပင်လယ်ဘက်ကဒေသခံဖြစ်တယ်တဲ့သူကအသားညိုမျက်လုံးကညိုစပင်ကအမဲအောင်တယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တာများတယ်ပေါ့အဲ့လူမျိုးတွေကသူ့ရဲ့ပုံမှန်သဏ္ဍာန်တကယ်တမ်းတော့သိချမသိရပါဘူးဒါပေမဲ့ဒီပထမဆုံးထွက်တဲ့ဒီပထမရုပ်ရှင်ပေါ့နော်ဒီ Try ဆိုတဲ့ Brad Pitt ရုပ်ရှင်ထဲမှာကြတော့အရန်ချော့အရန်လာတယ်အရန်ချော့အရန်လာတော့သူ့ကိုပြန်ပြီးဆွဲသူ့ခုပြေးပြီးတော့ပေါ့နော်အဲ့လိုကျူးကျော်မှုတစ်ခုအဲ့လိုမျိုးဖြစ်သွားတာကြောင့်အရန်လာတာအတွက်သူချစ်တဲ့အချစ်ကြောင့်ပေါ့နော်စစ်ပွဲကိုတင်းမောထောင်ကြီးနဲ့စစ်တွေဖြစ်ကြတယ်ပေါ့နော်အဲ့လိုမျိုးပုံဖော်ပြီးရိုက်ကူးထားတာပေါ့နော်အဲ့တော့သူကလူဖြူလေးနဲ့ချောလှလေးပေါ့နော်ပထမရုပ်ရှင်မှာလူတွေကမြင်တွေ့ခဲ့ရတယ်အခုဒီ Christopher Nolan ထွက်မဲ့ရုပ်ရှင်ထဲမှာကြတော့ The Odyssey ထဲမှာကြတော့သူကလူမဲဖြစ်နေတယ်ဗျာအဲ့တော့ကျွန်တော်ကတော့သိချာမသိဘူးဗျာဒီဇလန်းကဘယ်လိုဖြစ်သွားလိုက်မလဲသူလူမဲကိုဒီတိုင်းယူလှတာကြောင့်မဟုတ်ဘဲနဲ့ဒီတိုင်းပဲချစ်တာကြောင့်ပဲလားဒါမှမဟုတ်ကျူးကျော်မှုကြောင့်စစ်ဖြစ်တာတတ်ပဲလားဒါမှမဟုတ်ဒီစစ်ပွဲဖြစ်ဖို့အတွက်အကြောင်းပြချက်အနေနဲ့ဒီ Helen ကနာမည်ကြီးသွားတာပုံဖော်ချင်တာလားအဲ့လိုပေါ့နော်ကျွန်တော်စိတ်ထဲမှာတမျိုးပဲဗျာဇလန်းကိုတခြားမသိရသေးဘူး Christopher Nolan ဆိုတာလည်းဟိုတာမန်ဒါရိုက်တာမဟုတ်ဗျာသိလားကျွန်တော်ကတော့မင်းသမီးကိုအရန်ကြိုက်တယ်မင်းသမီးကိုအရန်ကြိုက်တယ်သူရင်ထွက်တဲ့ကားတွေမှာလည်းအရန်ကြိုက်တာဖြစ်တဲ့သူ့ကျွန်တော်အနည်းဆုံး rating 5ပေးထားတယ်ဇလန်းကမကောင်းရင်တော့5က5ပဲပေါ့ဗျာဟိုကောင်းရင်တော့အဲ့ဒါပိုလာနိုင်တယ်ပေါ့ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ